မန်ဘူးရာမန်မနက်စောစောရောက်လာတယ်သူ့ကိုမြင်တော့နီလီမာဂျာဟန်နဲ့ယူပါလီရှီကတာအတော်အံ့ဩသွားတယ်သူတို့အာနာဒီကိစ္စကိုသူတို့ကြားမှာဆွေးနွေးပြီးဖြေရှင်းလိမ့်မယ်လို့ထင်ခဲ့တာအခုတော့မန်ဘူးရာမန်ငြိမ်သက်တဲ့အတန်နဲ့ပြောတယ်ငါပစ္စည်းတွေယူလာခဲ့တာအဲ့ဓာတွေဘယ်မှာရှိလဲပြပါအပြင်မှာလူ2ယောက်ရှိတယ်သူတို့ကားပေါ်တင်မယ်ပြီးတော့ခမားတို့စီကျုပ်တောင်းပန်ပါတယ်ကျုပ်ကြောင့်ခမားတို့အနီးနားကလူတွေရှေ့မှာအသေးအဖွဲဖြစ်ခဲ့ရတယ်နီလီမာရှီကဒါဘာပြောရမှန်းမသိဘူးယူပါလီရှီကဒါအခြေအနေကိုထိန်းချုပ်ဖို့ပြောတယ်မန်ဘူးဆာဟတ်ခမားထိုင်ပါမန်ဘူးရာမန်မထိုင်ဘူးရင်းစားခိုင်မာတဲ့အတန်နဲ့ပြောတယ်အဟနာကိုခေါ်လိုက်ပါငါတို့သွားရမယ်။နီလီမာဂျာဟန်အံ့ဩပြီးပြောတယ်။အဟနာဘယ်သွားမှာလဲ။မဟဘူရာမန်အခြားဘက်ကိုလှည့်ပြီးပြောတယ်။ကိုယ့်အိမ်ကိုသွားမယ်။ရူပါလီရှီကတာရှေ့တိုးလာပြီးဆူရှားတဲ့အတန်နဲ့ပြောတယ်။ခမားရဲ့ပစ္စည်းတွေယူသွားပါငါတို့အိမ်ရဲ့မယားဘယ်သွားမှာမဟုတ်ဘူး။မန်ဘူးရာမန်ဘာမှမပြောဘဲတိတ်ဆိတ်စွာရက်ပြီးအာနာကိုစောင့်နေတဲ့အပေါ်ကနေနီဟာဒီအချိန်တစ်လျှောက်လုံးအကုန်ကြည့်နေတယ်။နီဟာပြေးပြီးကို့အခန်းကိုလာတယ်။ဒီနေ့အာနာညဘက်မှာသူ့အခန်းမှာနေတယ်။နီဟာအခန်းထဲရောက်တော့အာနာကလထိုင်ပေါ်မှီပြီးထိုင်နေတာကိုမြင်တယ်။အာနာနီဟာကိုမြင်တော့ပြောတယ်။ဘာဖြစ်တာလဲ။နီဟာခဏရက်ပြီးပြောတယ်။မင်းဖေရောက်လာပြီးမင်းကိုခေါ်နေတယ်။အာနာထွက်လိုက်တယ်တကားဘက်ကိုသွားတော့မယ်နီဟာလာပြီးအာနာကိုဖတ်လိုက်တယ်နီဟာငိုနေတယ်ငိုနေတဲ့အတန်နဲ့ပြောတယ်အာနာမင်းမသွားနဲ့မင်းကအခန်းမှာနေပါအကိုစီမသွားရဘူးမင်းနေပါပလိစ်အာနာပြုံးလိုက်တယ်နီဟာကိုသူ့ထံကနေလှုပ်ပြီးမျက်ရည်တုပ်ပေးလိုက်တယ်ဖြင်းညင်းတဲ့အတန်နဲ့ပြောတယ်မင်းရမ်းကောင်းတဲ့မိန်းကလေးတစ်ယောက်ပဲနီဟာမင်းရဲ့စကားတွေကိုကျုပ်ဘယ်တော့မှမေ့မှာမဟုတ်ဘူးငငိုနဲ့ကျုပ်မင်းနဲ့ဖုန်းနဲ့စကားပြောမယ်နီဟာအာနာရဲ့လက်ကိုကင်ထားတယ်အာနာလက်လွတ်လိုက်တယ်နီဟာရဲ့ပါးကိုညှစ်ပြီးပြောတယ်ကောင်းနေပါဒီလိုပြောပြီးအာနာထွက်သွားတယ်တကားရှိမှာအာနာရက်နေတဲ့အတွင်းမှာအာဒီရှိတယ်အာနာနည်းနည်းစဉ်းစားပြီးအခန်းထဲဝင်သွားတယ်အာဒီကျမ်းပြင်ပေါ်မှာထိုင်ပြီးဆိုဖာပေါ်ခေါင်းတင်ပြီးအိတ်နေတဲ့အာနာခဏလောက်ကြည့်နေတယ်မနေ့ကတည်းကဒီလူကိုနောက်တစ်ခါမတွေ့ရတော့ဘူးလို့တွေးလိုက်တာနဲ့ရင်ဘတ်နာကျင်သွားတယ်အာနာချက်ချင်းပြီးမျက်လုံးလွှဲလိုက်တယ်ဘီရိုဖွင့်ပြီးတခုခုရှာတယ်ခဏကြာမှတွေးလိုက်တယ်ဘီရိုဖွင့်တဲ့အတန်ကြောင့်အာဒီရဲ့အိပ်ရေးနိုးသွားတယ်အိပ်ယာနိုးတာနဲ့ပထမဆုံးမျက်လုံးကအာနာဘက်ကိုရောက်သွားတယ်အာနာသတိမထားမိဘူးအာနာဘာကာနဲ့အဝတ်တွေကိုယူပြီးရေချိုးခန်းထဲသွားတယ်သူရှိကတာအိမ်ကိုရောက်ခဲ့တဲ့နေ့ကဒီဘာကာနဲ့ဒီအဝတ်ကိုဝတ်ပြီးရောက်ခဲ့တာဒါကြောင့်အာနာဆုံးဖြတ်လိုက်တယ်ဒီအိမ်ကိုဘလို့ရောက်လာသလိုအဲ့ဒီအတိုင်းဒီအိမ်ကနေထွက်သွားမယ်အာနာခဏကြာမှထွက်လာတယ်အာဒီကတင်ပေါ်မှာထိုင်နေတယ်အာနာကိုဘာကာဝတ်ထားတာမြင်တော့ရင်ဘတ်ပူလောင်သွားသလိုပဲအာနာနဲ့အာဒီမျက်လုံးချင်းဆိုင်သွားတယ်အမြန်မျက်လုံးလွှဲလိုက်တယ်အခန်းကနေထွက်တော့မယ်အဲ့ဒီအချိန်မှာအာဒီလက်ဆွဲကင်လိုက်တယ်အာနာတွန့်လိန်နေတဲ့ခဏရက်ပြီးပြောတယ်လက်လွတ်ပါအဖေစောင့်နေတယ်အာဒီမလွတ်ဘူးရင်းစားပိုပြင်းပြင်းကင်တယ်အာနာရှေ့မှာရက်ပြီးပြောတယ်မင်းပယ်သွားမှာမဟုတ်ဘူးတယော်ပြီးရေလိုက်တယ်အာနာပြင်းထန်တဲ့အတန်နဲ့ပြောတယ်ဘာခွင့်ရေးနဲ့ကြုံနေရမှာလဲဘာလို့ကြုံနေရမှာလဲကျုပ်လက်လွတ်ပါခမားလိုလူမျိုးနဲ့နေလို့မရဘူးအာဒီနေ့စကားပြောဖို့မေ့သွားသလိုပဲအာနာကိုပဲစိုက်ကြည့်နေတယ်ကိုထိမ့်ပြီးပြောတယ်အန်နာငါစကားအကုန်လုံးကိုတစ်ခါလောက်နားထောင်ပါပလစ်အာနာမျက်နှာလွှဲလိုက်တယ်အာနာရဲ့ပပေါ်လက်တင်ပြီးပြောတယ်ငါဘက်ကိုကြည့်ပါအာနာငါစကားကိုတစ်ခါလောက်နားထောင်ပါငါအာနာအာဒီကိုရက်တန့်ပြီးပြောတယ်တားမြစ်ထားတဲ့အရာကိုကြည့်လို့မရဘူးပြီးတော့ဒီနေ့ခမရဘာလို့ဒီလိုလုပ်နေတာလဲအာဒီရဲ့စကားရက်သွားတယ်အားနည်းတဲ့အတန်နဲ့ပြောတယ်ငါမသိဘူးငါမှနာကျင်နေတယ်ဆိုတာပဲသိတယ်အာနာအခုတခါအာဒီကိုတဲ့ကြည့်တယ်ပျော်ပြောင်းတဲ့အတန်နဲ့ပြောတယ်ဘသူအတွက်နာကျင်နေတာလဲခမညာအာဒီရဲ့မျက်လုံးမျက်နှာမှာအကူညီမဲမှုပေါ်လာတယ်အာနာအာဒီကိုတစ်ချက်ကြည့်ပြီးတကားဘက်ကိုသွားတော့မယ်
အဲ့ဒီအချိန်မှာအာဒီအာနာကိုဆွဲပြီးကိုစီကိုဆွဲယူလိုက်တယ်။အာနာကိုလှည့်ပြီးဝမ်းပိုက်ပေါ်လက်တစ်ဖက်တင်နဲ့အာနာရဲ့ပခုံးပေါ်မျက်နှာမြုပ်ပြီးပြောတယ်။ငါဘသူအတွက်နာကျင်နေတယ်ဆိုတာသိတယ်။အိမ်ပြန်ရင်မင်းကိုမြင်ကျင်တယ်ဆိုတာပဲသိတယ်။မင်းကနားမှာရှိနေမယ်။မင်းအာဒီရဲ့စကားရက်သွားတယ်။အာနာခိုင်မာစွာရက်နေတဲ့ခဏအကြာမှာပခုံးပေါ်အရေးတစ်ခုရဲ့အရေးကိုခံစားလိုက်ရတာနဲ့အာနာရဲ့ခန္ဓာကိုယ်တစ်ခုလုံးပျော့ပြောင်းသွားသလိုပဲ။အာဒီငိုနေတာလား။အာနာဝမ်းပိုက်မှာဖတ်ထားတဲ့အာဒီရဲ့လက်ပေါ်လက်တင်တော့မယ်။အဲ့ဒီအချိန်မှာဟုံးဟုံးနဲ့အခန်းထဲကပီတာဝင်လာတယ်။အာနာနဲ့အာဒီကိုဒီလောက်နီးကပ်စွာအတူရှိနေတာမြင်တော့တုံဆိုင်ပြီးရက်နေတယ်။အာနာနဲ့အာဒီနှစ်ယောက်လုံးကပီတာကိုဒီအချိန်မှာဒီမှာမြင်တော့အတော်အံ့ဩသွားတယ်။အာဒီအာနာကိုဖတ်ထားတော့မဲကပီတာပြေးလာပြီးအာနာရဲ့လက်ကိုဆွဲကအာဒီစီကနေလွှတ်လိုက်တယ်။ဒါနဲ့ငိုချင်နေတဲ့အတန်နဲ့ပြောတယ်။အာနာငါ့ကိုခွင့်လွတ်ပါ please အာနာငါ့ကိုကွာရှင်းမယ်လို့ပြောတယ်။အခုမင်းမဲအကုန်လုံးပြင်ပေးနိုင်မယ်အာနာမင်း။အာနာကပီတာကိုစကားမပြီးအောင်ရက်တန့်လိုက်တဲ့ခိုင်မာတဲ့အတန်နဲ့ပြောတယ်။ကျုပ်ဘာမှပြင်ပေးနိုင်မှာမဟုတ်ဘူး။ကျုပ်ဒါတွေမလုပ်ခဲ့ဘူး။ဒါဆိုရင်ဒါတွေကိုဖြေရှင်းဖို့တာဝန်လဲကျုပ်မှမရှိဘူး။ဒီစကားပြောပြီးအာနာပြေးပြီးအခန်းကနေထွက်သွားတယ်။ကပီတာအာဒီဘက်ကိုသွားတော့မယ်။အဲ့ဒီအချိန်မှာအာဒီကပီတာဘက်ကိုလက်ညှိုးထိုးပြီးပြောတယ်။မင်းဒီလောက်နှစ်တွေငါ့ကိုနှိပ်စက်နေတာပြီးတော့ဒီနေ့မင်းငါအကုန်လုံးကိုပြီးဆုံးစေခဲ့တဲ့အကိုမင်းကိုတခုခုလုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေငါမင်းကိုလွတ်မှာမဟုတ်ဘူး။အာဒီဘာမှမပြောတော့ပဲတန်းပြီးအခန်းကနေထွက်သွားတယ်။ကပီတာရက်နေတော့ပဲတုံတုံရင်အတန်နဲ့ပြောတယ်။အာဒီငါမင်းကိုစကားမပြီးခင်အောက်ကနေစူညံတန်တွေကြားလိုက်ရတယ်။ကပီတာမျက်ရည်တုပ်ပြီးအခန်းကနေထွက်လာတယ်။အာနာတစ်ဖက်မှာခေါင်းငုံပြီးရက်နေတဲ့ဘေးကနေမဟဘူးရာမန်ပြောတယ်။လာပါပစ္စည်းတွေကားပေါ်တင်ပြီးသွားပြီးအခုငါတို့ထွက်ရအောင်။အာနာနီလီမာဂျာဟန်နားကိုသွားတယ်။သူမျက်နှာလွှဲပြီးအခြားဘက်ကိုသွားတယ်။ရူပါလီရှိကတာနားကိုရောက်တာနဲ့သူပြင်းထန်တဲ့အတန်နဲ့ပြောတယ်။ဒီလောက်ကြီးတဲ့ဆုံးဖြတ်ချက်မချခင်စဉ်းစားတဲ့အခါမစဉ်းစားခဲ့ဘူးအခုငါတို့ကိုပြောပြီးထွက်သွားစရာမလိုဘူးအာဟနာတိတ်ဆိတ်နေတယ်မန်ဘူရာမန်ရဲ့မျက်လုံးကအာဒီအပေါ်ရောက်သွားတယ်သူတခုခုပြောဖို့အာဒီဘက်ကိုသွားတော့မယ်ရုတ်တရက်ရက်သွားတယ်အာဒီကိုအတော်ပင်ပန်းနေပုံရတယ်မျက်နှာမှိန်နေတယ်တညလုံးအိတ်မပျော်ခဲ့ဘူးလို့ထင်ရတယ်မန်ဘူရာမန်ငြိမ်သက်တဲ့အတန်နဲ့ပြောတယ်မင်းကိုငါအဲ့ဒီနေ့ပြောခဲ့တယ်လာခဲ့ဖို့မင်းမလာခဲ့ဘူးမင်းလာခဲ့ရင်ဒီနေ့ဒီလောက်အများကြီးမဖြစ်ဘူးဘာပဲဖြစ်ဖြစ်အရင်ကဘာလုပ်မယ်မလုပ်ဘူးဆိုတာစဉ်းစားပြီးမှသိပါစေအာဒီနေ့စကားပြောဖို့မေ့သွားသလိုပဲဘာလို့ဒီလောက်နာကျင်နေတာလဲဘလို့မှမရှင်းမလင်းတဲ့အတန်နဲ့ပြောတယ်စာချုပ်မဟဘူးရာမန်လက်မြောက်ပြီးအာဒီကိုရက်တန့်လိုက်တယ်အာဒီဘာမှမပြောတော့ပဲရက်နေတယ်ဒါပေမဲ့ကြည်ပုံကအာနာဘက်ကိုမန်ဘူးရာမန်အာနာကိုထွက်ဖို့ပြောတယ်အာနာရဲ့ခြေထောက်တွေမလုံနိုင်သလိုပဲအာနာအာဒီကိုတစ်ချက်ကြည့်ဖို့အရန်လိုချင်ပေမဲ့မကြည့်ဘူးတခါကြည့်မိရင်သူမသွားနိုင်တော့ဘူးအာနာကိုထိမ့်လိုက်တယ်လူတိုင်းကိုတစ်ချက်ကြည့်လိုက်တယ်ယူပါလီရှီကတာခိုင်မာစွာရက်နေတယ်နီလီမာရှီကတာရဲ့မျက်လုံးထဲမှာမျက်ရည်ရှိပေမဲ့သူအခြားဘက်ကိုလှည့်နေတယ်နီဟာအဝေးကနေကြည့်နေတယ်မျက်လုံးဖောင်းနေတယ်အာဒီခိုင်မာစွာရက်နေတယ်ပြီးတော့ကပီတာလှေကားနားမှာရက်ပြီးအကုန်လုံးစောင့်ကြည့်နေတယ်ပြီးတော့တကားဘက်ကိုအခါခါကြည့်နေတယ်အဟနာအာဒီဘက်ကိုကြည့်ဖို့ရဲစွမ်းမရှိခဲ့ဘူးလူတိုင်းစီကနေမျက်လုံးလွှဲပြီးတကားဘက်ကိုသွားတယ်တကားကနေထွက်တော့မယ်အဲ့ဒီအချိန်မှာတစုံတစ်ယောက်နဲ့ထိသွားပြီး2 လမ်းလောက်နောက်ပြန်ဆုတ်သွားတယ်ကပီတာရဲ့မျက်နှာပေါ်ရုတ်တရက်ပြုံးပုံပေါ်လာတယ်လာတဲ့လူကိုမြင်တာနဲ့ဆက်လက်ရှိအောင်နီမန်ဘူးရာမန်မနက်စောစောရောက်လာတယ်သူ့ကိုမြင်တော့နီလီမာဂျာဟန်နဲ့ယူပါလီရှီကတာအတော်အံ့ဩသွားတယ်သူတို့အာနာဒီကိစ္စကိုသူတို့ကြားမှာဆွေးနွေးပြီးဖြေရှင်းလိမ့်မယ်လို့ထင်ခဲ့တာအခုတော့မန်ဘူးရာမန်ငြိမ်သက်တဲ့အတန်နဲ့ပြောတယ်
ငါပစ္စည်းတွေယူလာခဲ့တာအဲ့ဓာတွေဘယ်မှာရှိလဲပြပါအပြင်မှာလူ2ယောက်ရှိတယ်သူတို့ကားပေါ်တင်မဲ့ပြီးတော့ခမားတို့စီကျုပ်တောင်းပန်ပါတယ်ကျုပ်ကြောင့်ခမားတို့အနီးနားကလူတွေရှေ့မှာအသေးအဖွဲဖြစ်ခဲ့ရတယ်နီလီမာရှီကဒါဘာပြောရမှန်းမသိဘူးယူပါလီရှီကဒါအခြေအနေကို